နော်ရထားမင်းကြီးမပေါ်ပေါက်သေးခင်ပကန်းအင်ပါယာမတီထောင်သေးခင်ဒီမြေပေါ်မှာအင်အားကြီးတဲ့မြို့ပြယဉ်ကျေးမှုတစ်ခုထွန်းကားခဲ့ပါတယ်။အဲ့ဒီယဉ်ကျေးမှုကိုတိဆောက်ခဲ့သူတွေကတော့ပြူလူမျိုးများဖြစ်ပါတယ်။သူတို့ဟာဘယ်ကလာခဲ့ကြတာလဲ။ဘာကြောင့်မြို့ကြီးတွေတိဆောက်နိုင်ခဲ့တာလဲ။ပြီးတော့ဘာကြောင့်သမိုင်းထဲကနေတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တာလဲ။ဒီနေ့မြမသမိုင်းရဲ့အစအဦးကိုအတူတူပြန်လည်လေ့လာကြရအောင်။ပြူလူမျိုးဆိုတာဘယ်သူတွေလဲ။ပြူလူမျိုးများဟာမြန်မာနိုင်ငံအလဲပိုင်းဒေသမှာထွန်းကားခဲ့တဲ့ရှေးဟောင်းလူအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။တရုတ်မှတ်တမ်းများမှာလည်းပြူနိုင်ငံအကြောင်းဖော်ပြထားပြီးသူတို့ဟာငြိမ်းချမ်းစွာနေထိုင်တတ်သူတွေဗုဒ္ဓဘာသာကိုကိုးကွယ်သူတွေအဖြစ်ရေးသားထားပါတယ်။သမိုင်းပညာရှင်အများစုကတော့ပြူလူမျိုးများဟာမြမသမိုင်းရဲ့ပထမဆုံးမြို့ပြယဉ်ကျေးမှုကိုတိဆောက်ခဲ့သူများထဲကတစုလို့သုံးသပ်ကြပါတယ်။ပြူမျိုးများပြူလူမျိုးတွေဟာရွာငယ်လေးတွေမှာပဲနေခဲ့တာမဟုတ်ပါဘူး။သူတို့ဟာစနစ်တကျစီမံထားတဲ့မြို့ကြီးတွေကိုတိဆောက်နိုင်ခဲ့ပါတယ်။အထင်ရှားဆုံးမြို့တွေကတော့ဗိတ်သနိုးဟန်လင်းတရေခေတ္တရာတို့ဖြစ်ပါတယ်။မြို့တွေကိုအုတ်တိုင်းများနဲ့ကာရံထားပြီးရေစီမံခန့်ခွဲမှုလမ်းစနစ်နဲ့ဘာသာရေးအဆောက်အုံတွေကိုလည်းတိဆောက်ထားခဲ့ကြပါတယ်။ယဉ်ကျေးမှုနဲ့ကုန်သွယ်ရေးပြူနိုင်ငံဟာအိန္ဒိယနဲ့တရုတ်ကိုဆက်သွယ်တဲ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိခဲ့ပါတယ်။ဒါကြောင့်ယဉ်ကျေးမှုစာပေဘာသာရေးနဲ့နည်းပညာတွေအပြန်အလှန်ဖလှယ်နိုင်ခဲ့ပါတယ်။ရှေးဟောင်းတူးဖော်မှုတွေမှာပရိအကျွေစိတ်မြေအိုးကြောက်စာနဲ့လက်မှုပစ္စည်းတွေကိုတွေ့ရှိခဲ့တာကပြူယဉ်ကျေးမှုရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပြသနေပါတယ်။ပြူနိုင်ငံဘာကြောင့်ပျောက်ကွယ်သွားခဲ့တာလဲ။သမိုင်းပညာရှင်တွေကပြူမြို့ပြနိုင်ငံတွေဟာ AD 9 ရာစုဝန်းကျင်မှာအားနည်းလာခဲ့တယ်လို့ယူဆကြပါတယ်။အကြောင်းရင်းတွေထဲမှာနန်ကျောက်တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုနိုင်ငံရေးအပြောင်းလဲလူဦးရေရွှေ့ပြောင်းမှုစတဲ့အချက်တွေပါဝင်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒါပေမဲ့ပြူယဉ်ကျေးမှုဟာလုံးဝပျောက်ကွယ်သွားတာမဟုတ်ပါဘူး။သူတို့ရဲ့ယဉ်ကျေးမှုနဲ့အမွေအနှစ်အချို့ဟာနောက်ပိုင်းပကံခေတ်ယဉ်ကျေးမှုထဲမှာဆက်လက်ရှင်သန်ခဲ့ပါတယ်။ဒီနေ့မြန်မာပထမဆုံးမြို့ပြယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ပြူနိုင်ငံအကြောင်းကိုလေ့လာခဲ့ကြပါတယ်။ဒါပေမဲ့ပြူမြို့တွေထဲမှာအကြီးဆုံးနဲ့အင်အားအကြီးဆုံးမြို့တစ်မြို့ရှိခဲ့ပါတယ်။အဲ့ဒီမြို့ကတော့တရေခေတ္တရာဖြစ်ပါတယ်။နောက် episode မှာတရေခေတ္တရာဟာဘာကြောင့်ဒီလောက်အရေးပါခဲ့သလဲဘာတွေကြံရစ်ခဲ့သလဲဆိုတာကိုဆက်လက်လေ့လာကြပါမယ်။အတိတ်ကိုသိပါအနာဂတ်ကိုနားလည်ပါနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြမယ်။